ငါတို့ကိုရွှေတော်မရလိုက်ဖို့တော့နေဦးမှာပါကျွန်တော်မအေးကြီးကိုအရင်လိုက်ခေါ်အောင်မယ်ဘာလဲတို့လာတာမကျင်တတ်လို့မင်းမရကကြောက်သွားတာမဟုတ်မှာမဟုတ်ဟိုဘာကဟောမှာလဲငါကောင်ကြားနေပြီအမတယောက်လုံးပေါ်တောင်မှဖယားမပုတ်နိုင်တော့အောင်မင်းမရကအရေးကြီးနေတယ်ငါမြင်းတယောက်နဲ့ငါသွားမယ်ခက်လိုက်ကြမမရဲ့မမကမျက်စိကောင်းတာလည်းမဟုတ်သွားမှုလာကရှိတာလည်းမဟုတ်ရန်ကုန်မှာသွားလာရင်နဲ့ရင်စည်းကလူနဲ့လူစည်းကရှိတယ်မမရဲ့